မယူနဲ့တော့မပြောလို့ပါနော်အရာအဓိကမယုံရတဲ့သူတွေဆိုတော့ကြက်ကြက်တတိထားနော်လူတွေကဒါအဲ့လိုအကောက်ကြံကြတချို့တွေဈေးရောက်တဲ့သူတွေစိုက်နေဟိုဘက်ဆိုင်ရောင်းတော့ဒီဘက်ဆိုင်မကြိုက်နော်ဈေးကွက်သူနေရတော့တချို့ဒါအကြံသူရင်ရန်သူဆိုပြီးသဘောမြင်ကြအမှန်အကြံသူရင်ပိုကောင်းအောင်တို့ပို့လုံးမယ်ဆိုပြီးပူပေါင်းဆောင်ရွက်ပို့အောင်မြင်အောင်လုပ်လို့ရတယ်ဒါပေမဲ့ဖုန်းတို့နိုင်ငံတိုင်းလူမျိုးတိုင်းမှာရှိပေမဲ့အံ့ဩစရာကောင်းလောက်အောင်စိတ်မကောင်းစရာကောင်းလောက်အမှန်တရားကမြန်မာလူမျိုးတွေကမနာလိုစိတ်ပုံများတယ်ဒါဝင်တော်စိတ်ပုံများတယ်ပြောတော့ဗုဒ္ဓဘာသာတယ်မနာလိုဝင်တော်စိတ်ဖုန်းတို့လူမျိုးအများဆုံးပဲစီလုံးမှုဒါမရှိဆုံးပဲသူများအဆင်ပြေပြီးဆိုရင်ကြိုက်တော့ဆွဲချခြင်းကြနော်ဒိုင်းလူတို့ရင်တွန်းချတယ်ကိုယ့်တဲ့မြင့်ဝိုင်းဆွဲချတယ်ကိုယ့်တဲ့နေရင်တက်နေတယ်အများစုကတော့ကိုယ့်တဲ့နေရင်တက်နေတဲ့သူတော့ရှိတယ်နားတော့အ ਨੇ စုပေါ့အများစုကတော့ကိုယ်နဲ့ level ဆိုရင်လည်းတွန်းချတယ်ကိုယ့်လိုအဆင်မပြေစေခြင်းပြကိုယ့်တဲ့တာသွားမှလည်းကိုယ့်တဲ့မတာစေခြင်းတော့ဆွဲချအဲ့လိုတွေရှိကြတယ်အရန်ဆိုတာပဲမနာလိုစိတ်ဝင်တော်စိတ်အမှန်ကဈေးကွက်အကြံဉာဏ်တူနေတော့ပူပေါင်းဆောင်ရွက်မယ်ဆိုရင်ပိုအောင်မြင်သွားမှာနော်ပင်လေရေကိုတယောက်တည်းတောက်လို့မကုန်နော်စိုင်နေစီးပွားရေးသမားတွေတူနေလဲတူတဲ့တူချင်းချင်းကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်မလဲပူပေါင်းဆောင်ရွက်လိုက်ရင်အတုံးချတဲ့တိုးတက်ဒါပေမဲ့ဘုန်းတော်မြန်မာများစုဟာဈေးကွက်တူစီးပွားတူပြီဆိုရင်မကြိုက်ချင်တော့ပူပေါင်းပြီးအောင်မြင်တိုးတက်အောင်လုပ်အောင်မယ်ဆိုရင်အတွေးမတွေးပဲနဲ့အဲ့ဒီဆိုင်အယောင်းဝယ်ပါအောင်လုပ်အဲ့ဒီဆိုင်အဲ့လူတွေဘယ်လိုဖြစ်အောင်လုပ်ကိုယ်လုပ်ငန်းဆိုလဲအဲ့ဒီလုပ်ငန်းအဲ့ဒီလူအဲ့လိုတွေဖြစ်ကုန်တယ်ဒါအံ့ဩစရာကောင်းတော့ဝမ်းနဲ့စရာကောင်းတဲ့အမှန်တရားကြီးပဲခါတိတဲ့အမှန်တရားတစ်ခုပဲအဲ့ဒါတခြားနိုင်ငံတခြားလူမျိုးမှလည်းမနာလိုစိတ်ရှိပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတော့မြန်မာတွေပုံများနေတာတွေ့ရတယ်အဲ့ဒါစိတ်မကောင်းနော်ဒါပကံခက်တရားစပြီးမတည့်တာအခုချိန်ထိပဲဒါပထမမြန်မာနိုင်ငံလိုစတည်တောင်နေရအခုချိန်ထိပဲအခုဒါယနေ့ကမ္ဘာမှာပြည်တွင်းစစ်အရှိကြဆုံးတိုင်းပြည်တဲ့နှစ်ပေါင်းအများကြီးကြာနေပြီတကယ်တော့ပြန်ပြောကြည့်တော့နော်သူတို့ကဒီလောက်ပဲပြောတယ်နှစ်20 30ပြောနေတာအမှန်ပကံခက်တရားနှစ်ထောင်နဲ့ချီကြာနေမြန်မာပြည်ကမြန်မာချင်းမတည့်တာဒါပထမမြန်မာနိုင်ငံတော်ကြီးစတည်ထောင်နေရတိုက်နေတာပဲအခုချိန်ထိတိုက်နေလို့မယ်နော်အဲ့တော့တစ်ဖက်နဲ့တစ်ဖက်ညီညွတ်ညွတ်နဲ့လက်တွဲပြီးတော့တိုင်းပြည်တိုးတက်အောင်စီလုံးညီညွတ်ချစ်ခဲခဲနဲ့ဝေစားမျှစားပါဗျာသူတို့မစားနဲ့မပြောလို့ပါဘူးအကုန်လုံးကဂျဘိုးတွေလိတ်တွေကများနေနော်စားကြမစားနဲ့မပြောဘူးစားလဲစားလှုပ်လဲလှုပ်ကြတိုင်းသားလက်နဲ့ကန်တွေအကုန်လုံးညှိကြနော်အစိုးရတွေတက်ဆိုင်ရာပုဂ္ဂိုလ်တွေညှိနှိုင်းပြီးတိုင်းပြည်တိုးတက်အောင်တကယ်မေတ္တာရှေ့ရှုပြီးအတ္တတွေမာနတွေဘေးဖယ်ထားပြီးတော့မနာလိုစိတ်ဝင်တော်စိတ်တွေလည်းမထားကြနဲ့အချင်းချင်းယူတဲ့နာယူလှုပ်တဲ့နာတွေအကုန်လှုပ်ပေးကြဆိုရင်တိုင်းပြည်အရန်ကိုကောင်းပါပဲလေအခုကြတော့ကိုမရရင်ဒါမစားတဲ့မယ်တန်းတဲ့ပဲအချင်းချင်းတိုင်းပြည်အတွက်လို့ပြောနေပြီးတော့အတ္တတွေများနေကြတယ်